ပြီးခဲ့တဲ့အပိမ်းမှာတော့ Cast မှာအန်ဒီရဲ့ရှိနေပြီဆိုတာကိုသိနေတဲ့ Rich ကသူတို့နောက်ရောက်လာတဲ့ Benes ကို Cast တားနေတဲ့ကြားတဲ့ကနေတိုက်ခိုက်ဖို့ထွက်ပြေးသွားပါတယ်ဒီပိမ်းရဲ့အစမှာတော့ Crew ကပျောက်သွားတဲ့ Cast ကိုရှေ့ရခံဖို့လုပ်နေပြီးဂျက်တို့9ယောက်ကလည်းဘာဖြစ်နေတာလဲဆိုတာကိုသူတို့ကိုအမှန်တိုင်းပြောပြဖို့ Crew ကိုဖိအားပေးနေပါတယ်ဒါပေမဲ့ Crew ကတော့သူ့ရဲ့ဖုံးကွယ်ထားတဲ့ဇက်ကြောင်ကိုမပြောပြနိုင်သေးပဲ Independent ဖြစ်နေပြီမဲ့ဂျက်တို့9ယောက်ရဲ့တက်ညီလက်ညီတောင်းဆိုမှုတွေကြောင့်သူ့ရဲ့ဖုံးကွယ်ထားတဲ့လိုအပ်ချက်ကိုပြောပြလာခဲ့ပါတယ်တကယ်တော့ Crew ကသူ့ရဲ့အသိမှန်တော့ Trovian တွေနဲ့အကျိတ်နဲ့တိုက်ခိုက်ခဲ့ကြပြီး Crew ကတယောက်ရှီတန်းတိုက်ပွဲတစ်ခုမှာအခက်အခဲတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်အဲ့ဒါကတော့ Benes ကသူ့ရဲ့မိန်းမအာဆာနီယာကိုဖမ်းခေါ်သွားတာဖြစ်ပြီးတိုက်ပွဲရဲ့အကျက်အတဲတွေကြားထဲမှာသူ့မိန်းမကိုဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်လက်ရှိမှာ Crew ရဲ့အဲ့ဒီဒဏ်ရာတွေကပဲနာကျင်ရှင်းတွေဝမ်းနဲ့ရှင်းတွေနဲ့ခေါင်းမပေါ်နိုင်လောက်စိတ်ဒဏ်ရာရနေခဲ့တာဖြစ်ပြီးသူ့ကိုယ်သူအပြစ်တင်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဂျက်တို့အားလုံးကတော့ Crew ရဲ့စိတ်ဒဏ်ရာတွေကိုအပြည့်အဝနားလည်သွားကြပြီးအဖမ်းခံရတဲ့ Cast ကလည်း Benes ကို Crew ရောက်လာလိမ့်မယ်လို့ယုံကြည်နေပါတယ်အဲ့အချိန် Crew တို့အဖွဲ့ကတော့မြို့လေကောင်မှာ Grand စိတ်ထားတဲ့တိုင်တွေအကြောင်းကိုအစည်းအဝေးထိုင်နေကြပြီးဘုံရဲ့လေးလာတွေးချိချက်အရာဆိုရင် Grand တို့အဖွဲ့ကအဲ့ဒီနေရာတွေကိုစီးတစ်ခုလိုတက်မှတ်ပြီးတိုင်ပေးဖို့ကြံစီနေတာဖြစ်ပါတယ်လောလောဆယ်မှာတော့သူတို့စိတ်ထားတဲ့တိုင်တွေကအသက်မဝင်သေးဘူးဆိုပေမဲ့မကြခင်မှာအဲ့ဒီစီးအလေတက်တက်ကနေ Mega Neutron တစ်ချောင်းကိုထပ်ချလိုက်မယ်ဆိုရင်တော့အားလုံးကအသက်ဝင်လာတော့မှာဖြစ်ပါတယ်အဲ့ကိစ္စကြောင့်ပဲ Jet တို့အဖွဲ့ကလည်း Grand တို့ရဲ့အစီအစဉ်ကိုတားကြရတော့မှာဖြစ်ပြီးတေချာလေးအစီအစဉ်ဆွဲနေကြတဲ့အချိန်မှာပဲပျက်စီးနေတဲ့ Rich ကပြန်ရောက်လာခဲ့ပါတယ်ဗဇက်ထဲမှာကလည်း Benes ပေးလိုက်တဲ့ message ကိုလည်းယူလာခဲ့တာကြောင့်အချိန်တနာရီအတွင်းမှာ Cast ကိုတက်ပစ်တော့မယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်အဲ့ဒီတနာရီအတွင်းမှာပဲ Crew ကမြစ်ကြီးနားကိုရောက်အောင်လာရမယ်လို့ Benes ကပြောထားတာကြောင့် Cast ကိုကယ်ဖို့အားလုံးလည်းတိုင်ပတ်ကုန်ကြပါတယ်ဒါပေမဲ့ Crew ကတော့ဆုံးဖြတ်ချက်တစ်ခုကိုတေချာလေးချလိုက်ပြီး Jet တို့အဖွဲ့ကိုတော့မြို့ထဲကတန်နိုင်တွေစီကိုလွတ်လိုက်ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲ Jet တို့အဖွဲ့ကလည်း Cast ကိုဘယ်သူကယ်မလဲဆိုတာကိုမသိပဲဖြစ်နေကြတဲ့အချိန်သူတို့ထွက်သွားတာနဲ့ Crew ကတော့ဘယ်တော့မှမကိန်တော့ပါဘူးဆိုတဲ့သူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးမြစ်ကြီးနားကိုထွက်လာခဲ့ပါတယ်နောက်တော့ Jet တို့9ယောက်က Giant Robot ကောင်ကြီးနဲ့အစွမ်းကုန်တိုက်ခိုက်နေကြတဲ့အချိန် Crew ကလည်း Cast တို့ရှိရာစီကိုရောက်လာခဲ့ပါတယ် Crew ဒီတစ်ခေါက်မှာတော့သူ့ရဲ့မကယ်နိုင်ခဲ့တဲ့အိမ်မက်ဆိုးကြီးအတွက် Benes တို့အဖွဲ့ကိုလက်စားချေတော်မှာဖြစ်ပြီးသူ့မိန်းမအတွက်သူ့လူမျိုးတွေအတွက်တိတ်ပွဲဝင်တော်မှာဖြစ်ပါတယ် Cast ပန်တီးပေးထားတဲ့ SPD Mofa ကိုလည်းယူလာခဲ့တာကြောင့် Crime Bot ကောင်တွေနဲ့အရင်ဆုံးပွဲထုတ်လာတဲ့ Benes ကို Ranger အဖြစ်ပြောင်းပြီးတိုက်ခိုက်တော့မှာဖြစ်ပါတယ်အဲ့လိုနဲ့ Crew ကလည်း SPD Emergency လို့អော်လိုက်တဲ့အချိန်မှာတော့အမဲရောက်ဖောင်အတင်းနဲ့ရင်ဘတ်မှာနံပါတ်100ပါတဲ့ Shadow Ranger အဖြစ်ကိုပြောင်းတော့ပါတယ်သူ့ရဲ့မတုံးနာကြပြီးဖြစ်တဲ့တန်ကြီးတက်နေတဲ့ဓာတ်ကိုလည်း Dragon Saber အဖြစ်ပြောင်းလိုက်ပြီးသူ့ရှိမှလာနေတဲ့ Crime Bot ကောင်တွေကိုတစ်ချက်နှစ်ကောင်လုံးနဲ့အကောင့်100တိတိကိုအမြန်ဆုံးအဆုံးတက်ပေးလိုက်ပါတယ်အဲ့လိုနဲ့ Benes ကလွတ်လိုက်တဲ့ Crime Bot ကောင်တွေခင်ဗျားလည်းအဆုံးတက်ကိုရောက်သွားကြပြီးတစ်ဖက်မှာ Giant Robot နဲ့တိုက်ခိုက်နေတဲ့ Jet တို့အဖွဲ့ကလည်းအလေဘဟိုတက်တက်မှာအကောင်းဆုံးခုခံနေကြပါတယ်ဒါပေမဲ့တပ်ဖွဲ့လုံးကသူတို့လုံနိုင်မယ်ဆိုတာကိုယုံကြည်ထားကြတာကြောင့်အင်အားအပြည့်ပဲတိုက်ခိုက်နေကြပါတယ်အခုဆိုရင် Crew ကလည်းသူ့ရဲ့ရန်သူတော်ကြီး Benes ကို1%တိုက်ခိုက်နေပြီးလက်စားရှိရှင်နေတဲ့သူ့ရဲ့ခွန်အားကြောင့် Benes ကိုလက်ကြည့်စရာတော့မလိုပဲအနိုင်ရနေပါတယ်ဒီအချိန်ဒီမှာ Crew ဓာချင်းချင်းကုန်ရဲ့အနိုင်ရနိုင်နေပြီမဲ့ Benes ကတောက်စကားများနေတာကြောင့်နာကြီးမခံနိုင်တဲ့ Crew ကလည်း Cast ကိုကယ်တင်ဖို့အာရုံများလာပါတယ်ဒါပေမဲ့ Cast ရဲ့ပောက်ကွဲရေးစနစ်ကစက္ကန့်မိမဲလိုတော့တဲ့အချိန်မှာတော့ Crew Benes ပြစ်လာတဲ့မိတောက်ရောင်ကြီးတွေကိုသူ့ဓာတ်နဲ့လမ်းလွှဲလိုက်ပြီး Cast ကိုကယ်တင်လိုက်ပါတယ်အဲ့လိုနဲ့ Crew Cast နဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုတော့ပဲစိတ်အေးလက်တိုက်ခိုက်လို့ရသွားတဲ့အချိန်မှာပဲ Jet တို့အဖွဲ့ကလည်း Giant ကောင်ကြီးကိုအစွမ်းကုန်ခုခံရင်အဆုံးတက်ထားချက်နဲ့ပဲအနိုင်ရသွားကြပါတယ်တစ်ချိန်တည်းမှာပဲ Benes နဲ့တိုက်ခိုက်နေတဲ့ Crew ကလည်း Benes ကိုကောင်းကောင်းလေးတီးပေးနေပြီးသူ့ရဲ့အရေးမဲ့ဓာတ်တိုင်းနဲ့ပဲအဆုံးတက်ပေးလိုက်ပါတယ်အဲ့ပွဲကိုလာကြည့်နေတဲ့တိုက်ပွဲပြီးသွားတဲ့ Jet တို့9ယောက်ကလည်းအံ့ဩလို့မဆုံးဖြစ်နေကြရပြီးဓာတ်ရှိတလက်ကိုကိန်းဆောင်ထားတဲ့မိမိုက်နေတဲ့သူတို့ခေါင်းဆောင်ကိုလည်းအားပေးနေကြပါတယ်ဒါပေမဲ့အဲ့အချိန်မှာပဲ Crew ရုတ်တရက်ဆိုသလိုပျောက်သွားခဲ့တာကြောင့်အားလုံးကလည်းပြာခတ်သွားကြပါတယ်တကယ်တော့ Crew ပျောက်သွားတာတော့မဟုတ်ပဲတူလာခဲ့တဲ့မင်းသမီးလေး Cast ကိုတွားရှိလာတာပဲဖြစ်ပါတယ်ဒါကတော့ Power Ranger SPD အပိုင်းစနစ်ဖြစ်ပါတယ်အကယ်၍ကျွန်တော် recap လေးကိုသဘောကျတယ်ဆိုရင်လည်းကျွန်တော် channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားဖို့တောင်းဆိုချင်ပါတယ်နောက်တင်မဲ့ recap တွေကိုလည်းအချိန်လေးရမယ်ဆိုရင် VPN လေးဖွင့်ပြီးကျွန်တော် income တစ်ခုရအောင် support ပေးသွားလို့လည်းရပါတယ်ဗျာ